Hello အားလုံးပဲမင်္ဂလာပါဗျာမကြခင်မှာအခုပြောင်းတော့မယ်2026 New Year ကိုကျွန်တော်ထွန်းကမန္တလေးရွှေမြို့တော်ကြီးရဲ့အမရပူရ icon မှာရှိနေမှာဖြစ်ပါတယ်ဗျာအဲ့ဒီမှာကျွန်တော်တို့ပွဲစည်းတန်းနေနဲ့အခြားရင်ခုန်ပျော်ရွှင်စရာအစီအစဉ်တွေလည်းအများကြီးရှိမှာဖြစ်ပါတယ်ဒါကြောင့်မလို့မန္တလေးကရွှေမန္တလေးပြည်သက်ကြီးကျွန်တော်နဲ့အတူတူနှစ်သစ်ကိုကြိုဆိုဖို့အတွက်ဒီဇင်ဘာ31ရက်နေ့ညအမရပူရ icon ကိုဆက်လာဖို့ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျာစုံတွေ့ကြပါတယ်အမရပူရ icon 31ညတွေ့ကြမယ်နော်ဘိုင်ဘိုင်အားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်မှာဆိုလို့ရှိရင်နှစ်သစ်ကူပြောင်းတော့မှာဖြစ်ပါတယ်ခင်ဗျာ2026နှစ်သစ်ကူပြောင်းမဲ့နေ့လေးမှာဆိုလို့ရှိရင်ရှိုင်းကမန္တလေးအမရပူရ icon မှာချစ်ရတဲ့ပြည်သက်တွေနဲ့အတူတူရှိနေမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာဆိုလို့ရှိရင်ပြည်သက်တွေနဲ့အတူတူမုတ်စေးတန်းလေးပြောလို့ရှိရင်တခြားရင်ခုန်စရာစိတ်လှုပ်ရှားစရာအစီအစဉ်တွေပြင်ဖြောပြပွဲနဲ့အတူတူအမရပူရ icon မှာဒီဇင်ဘာလ31ရက်နေ့ညရှိုင်းရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချစ်ရတဲ့ fan လေးအားလုံးကိုလည်းဒီပွဲကိုလာရောက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာအားလုံးနဲ့အတူတူနှစ်သစ်မှာဆုံကြမယ်နော်ဘိုင်ဘိုင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ MRT4 တယောက်ဆောင်ပိုင်သစ်ဖြစ်ပါတယ်ခင်ဗျာမန္တလာမြေမချစ်ရတဲ့ပရိသတ်တွေအတွက်သတင်းကောင်းလေးတစ်ခုရှိပါတယ်ခင်ဗျာအဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့မကြခင်အချိန်မှာပေါ့နော်နှစ်ဟောင်းကုံဆုံးပြီးတော့နှစ်သစ်ကိုရောက်တော့မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့တွေကပျော်ရွှင်စရာလေးတွေကိုချစ်ရတဲ့သူတွေနဲ့အတူဖန်တီးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ပျော်ရွှင်စရာကောင်းတဲ့နှစ်သစ်ကူညလေးတစ်ညကိုဖန်တီးဖို့အတွက်ကျွန်တော်ပိုင်သစ်ကနေပြီးတော့31ရက်နေ့မှာအမရပူရ icon ပေါ့နော်မန္တလေးအမရပူရ icon မှာရှိနေပါမယ်ခင်ဗျာအမမန္တလာပွဲခင်းတဲ့အတူပျော်ရွှင်စရာဖြောပြည့်အစီအစဉ်တွေပြီးတော့ကျွန်တော်တို့စားတောက်စရာမုတ်ဈေးတန်းတွေမုတ်ဆိုင်တွေအများကြီးအလဲပတ်သွားရင်းနဲ့ကျွန်တော်တို့ဖြောပြည့်အစီအစဉ်တွေကိုကြည့်ရှုလို့ရမှာဖြစ်ပါတယ်ခင်ဗျာရိတ်ခုံစိတ်လှုပ်ရှားစရာအစီအစဉ်တွေလည်းအများကြီးပါဝင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ချစ်ရတဲ့မန္တလေးကပရိသတ်တွေကိုလည်းအားလုံးကိုတွေ့ကြပါတယ်ခင်ဗျာအဲ့တော့လာရောက်ပြီးတော့ပွဲကိုလာရောက်အားပေးကြဖို့အတွက်လည်းဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကိုမျှော်နေပါမယ်